ကောင်လေးတယောက်ဟာထူးဆန်းတဲ့ကြောက်တုံးဥတစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။သူကဓာတ်နဲ့ဥရဲ့မျက်နှာပြင်ကိုခွာကြည့်လိုက်တဲ့အခါအတွင်းထဲမှာတောက်ပတဲ့အပြာရောင်ရှိနေတာကိုတွေ့လိုက်ရတဲ့အထဲမှာဘာရှိလဲဆိုတာတေချာကြည့်ဖို့လုပ်နေတော့သူ့အမေကလှမ်းခေါ်တာကြောင့်ချက်ချင်းပဲပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဥကအလိုလျောက်စတင်လှုပ်ရှားနေတာကိုတော့သူမသိခဲ့ပါဘူး။အဲ့ဒီညမှာကောင်လေးပြန်လာကြည့်တဲ့အခါကြောက်တုံးကပေါက်နေပြီးထောက်တနေရာမှာတတဝါလေးတစ်ကောင်ကိုရှာတွေ့ခဲ့ပါတယ်။ဒါဟာကြောက်တုံးဥထဲကနေပေါက်ဖွာလာတဲ့အကောင်လေးခင်မှန်းသိသွားလို့ကောင်လေးကအာလူတွေကိုအကွင်းလိုက်ပြီးကျွေးလိုက်ပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီတတဝါလေးဟာအာလူတွေကိုအလွန်ကြိုက်နှစ်သက်ပြီးချက်ချင်းပဲကောင်လေးကိုသူ့အမေလိုသတ်မှတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ပိုင်းကစလို့ကောင်လေးဟာနေတိုင်းစတင်စားကြံတွေကိုကိုတောင်နဲ့ယူလာပြီးကျွေးခဲ့ရတတဝါလေးကလည်းအကုန်ပြောင်းအောင်စပွဲခဲ့ပါတယ်။ဒါပေမဲ့တရက်မှာတော့အမဖြစ်သူရဲ့အော်ဟစ်တန်ကြောင့်သွားကြည့်တဲ့အခါအဲ့ဒီတတဝါလေးကအမရဲ့ရေချိုးကန်ထဲမှာကုခတ်နေတာကိုတွေ့လိုက်ရတဲ့ကောင်လေးကဒီအကောင်ကတိမ်မွေ့ပြီးလူမကိုက်တဲ့ကြောင်အမြန်ရှင်းပြပေမဲ့ပိုက်ဆာနေတဲ့တတဝါလေးကအော်ဟစ်လိုက်တာကြောင့်ရေပိုက်ပြင်သမားရောက်လာပါတယ်။ရေပိုက်ပြင်သမားကမြင်ချင်းပဲဒါဟာတနာရီလာရေမြင့်ဝါရော့ဖြစ်မှန်းသိသွားပြီးတိတ်မကြခင်မှာဒိုင်နိုဆောတစ်ကောင်လောက်ကြီးလာမှမို့လို့ကန်ထဲကိုပြန်လွတ်တင်တယ်လို့ပြောပါတယ်။တကယ်လည်းပြောတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီတတဝါလေးဟာအစာရှာဖို့အပြင်ကိုခိုးထွက်လေးရှိရာကနေတရက်မှာခွေးတစ်ကောင်နဲ့တိုးပါတယ်။တတဝါလေးကကြောက်လန့်တကြားထွက်ပြေးပြီးအရေးကြီးတဲ့အချိန်မှာရုပ်တုတစ်ခုလိုဟန်ဆောင်ကခွေးကိုလှည့်စားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကန်ထဲကငါးတွေကိုအမတ်မတင်ရှာတွေ့သွားလို့ချက်ချင်းခုန်ချပြီးဝါလင်းနဲ့စပွဲကြီးနှွှဲလိုက်ပါတော့တယ်။ရေပိုက်ပြင်သမားကတတဝါလေးကိုပြန်တွေ့တဲ့အချိန်မှာတော့တညာလေးနဲ့ဆဲစမကကြီးထွားလာခဲ့ပါပြီ။သူကကောင်လေးကိုချက်ချင်းနှုတ်လိုက်ပြီးကောင်လေးလည်းကြီးထွားလာတဲ့ရေမြင့်ကိုမြင်တော့အံ့ဩသွားပါတယ်။ဒါနဲ့ရေပိုက်ပြင်သမားကကုန်တင်ကားမောင်းပြီးရေမြင့်ကိုရေကန်ကြီးစီခေါ်သွားပေးခဲ့ပါတယ်။ဒါပေမဲ့ရေမြင့်ကကောင်လေးကိုခွဲမသွားခြင်းပဲဘလို့မှရေထဲမဆင်းမဲနေတာကြောင့်ရေပိုက်ပြင်သမားကအာလူတစ်လုံးထုတ်ပြီးရေထဲဆင်းလာအောင်လှည့်စားလိုက်ရပါတယ်။ရက်အနှဲငယ်ကြတော့အဖိုးကိုနှစ်ယောက်ရေကန်ထဲမှာငါးမြနေလုံးတစ်ခုခုကငါးမြချိတ်ကိုလာဟပ်ပါတယ်။ဒါပေမဲ့လာဟပ်တာကအကောင်ကြီးပြက်နေတဲ့ရေမြင့်ကြီးဖြစ်နေပါတယ်။ရေမြင့်ကြီးကလှေသေးလေးကိုအရှိန်ဟုန်နဲ့ဆွဲခေါ်သွားပေမဲ့အဖိုးကတော့အသေးခံမလားငါးမြအားရန်ကိုမလွတ်ပါဘူး။နောက်ဖိုးတယောက်ကငါးမြချို့ကိုအမြန်ဖြတ်ပစ်လိုက်ရလို့သာနှစ်ယောက်စလုံးဘေးအန္တရာယ်ကနေလွတ်မြောက်သွားခဲ့ပါတယ်။တရက်မှာတော့ကောင်လေးကလှေလော်ပြီးရေမြင့်ကိုလိုက်ရှာပါတယ်။ဒါပေမဲ့အရင်ကတတဝါလေးဟာအခုဆိုရင်ဒိုင်နိုဆောထက်တောင်ကြီးမားနေလိမ့်မယ်လို့သူမမျှော်လင့်ထားခဲ့ပါဘူး။ကောင်လေးကရေမြင့်ကြီးရဲ့ကြောပေါ်ကိုတက်စီးပြီးရေမြင့်ကြီးကလည်းကောင်လေးကိုတင်ကရေထဲကူးခတ်ပြီးကန်ပြင်ပေါက်ကိုမြင့်မားစွာခုန်တက်ပြပါတယ်။စော့ကစားလို့မောပန်းသွားတဲ့အခါရေမြင့်ကြီးကကောင်လေးကိုကန့်ဆက်ပြန်ပို့ပေးပေမဲ့ဒါကိုစစ်သားတယောက်ကမြင်သွားပါတယ်။အဲ့ဒီညမှာပဲအဲ့ဒီစစ်သားကသူ့အပေါင်းဖော်တွေကိုခေါ်လာပြီးရေမြင့်ကြီးကိုလမ်းမဲလိုက်ပါတယ်။အမဲလိုက်ခွေးကရေမြင့်ကြီးကိုရှာတွေ့တာနဲ့စစ်သားတွေကချက်ချင်းတနက်တွေနဲ့ဝိုင်းပစ်ကြပါတယ်။ဒေါသထွက်သွားတဲ့ရေမြင့်ကြီးကကန်ချီအောက်ကိုမုတ်ရှိုးသွားပြီးမှအချိန်နဲ့ပြန်တက်လာကစစ်သားတွေရဲ့လှေကိုမှောက်လိုက်ပါတော့တယ်။သူကစစ်သားတယောက်ကိုအပေါ်မြောက်ပြီးပြင်းထန်စွာခါရမ်းနေပါတယ်။ကောင်လေးကကန်ဆက်ကိုပြေးလာပြီးရေမြင့်ကြီးလူတွေကိုရံမမှုအောင်တားဖို့လုပ်ရင်အမတ်မတင်ချေချော်ပြီးရေထဲနှိမ့်သွားခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့ရေမြင့်ကြီးကစစ်သားကိုချက်ချင်းလွတ်ချလိုက်ပြီးရေထဲငုတ်ကကောင်လေးကိုကဲတင်ပေးခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲစစ်သားတွေကရေမြင့်ကြီးစီကိုလက်နက်ကြီးတွေနဲ့ပါလှမ်းပစ်ကြပါတယ်။ကောင်လေးကရေမြင့်ကြီးကျုပ်ပေါ်ချက်ချင်းတက်စီပြီးပင်လယ်ပြင်စီဦးတီမောင်းနေခိုင်းပေမဲ့စစ်သားတယောက်ကအေယာမပိုက်ကွန်ကြီးကိုဖြန့်ပြီးရေမြင့်ကြီးကိုကန်ထဲမှာပဲပိတ်မိအောင်ထောင်ထမ်းလိုက်ပါတယ်။ကောင်လေးကရေမြင့်ကြီးကိုစကားအနှဲငယ်ပြောပြီးနောက်သူ့ကျုပ်ပေါ်ကနေဆင်းပေးလိုက်ပါတယ်။အဲ့ဒီနောက်ရေမြင့်ကြီးကကန်ချီအောက်ခြေထိငုတ်ရှိုးသွားပြီးနောက်တစ်စက္ကန့်မှာတော့လေထဲကိုမြင့်မားစွာခုန်တက်ကအေယာမပိုက်ကွန်ကြဤကိုအောင်မြင်စွာဖျက်ကျော်ဖျက်ဆီးပစ်လိုက်ပါတော့တယ်။